Hello guys, it's me Anna and welcome to my channel. ဒီလိုမျက်နှာဟာနေသားဟာကြတော့ဒီလိုမျက်နှာဒီလို skin ကိုပြန်ရဖို့အတွက်ကိုအနာဖက်ရဲ့ချက်တွေလုပ်ခဲ့လဲဘလို့နီးလန်းလေးတွေကိုတုံးပြီးတော့လုပ်ခဲ့လဲဆိုတာကို share လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုကအမြဲတမ်းမျက်နှာမှာအစီဘူးတွေဝက်ချန်တွေအမြဲတမ်းထွက်တယ်ဘာတုံးမတည့်ဘူးတော်ရုံ product တွေနဲ့လည်းမတည့်တဲ့သူတွေဆိုရင်အခုဗီဒီယိုကိုကြည့်တာဟာကြတော့အနာပြောတဲ့အတိုင်းကိုလုပ်ကြည့်ပေါ့နော်တယောက်နဲ့တယောက်က skin type တွေကမတူတာဖြစ်တဲ့အတွက်ကြောင့်မို့အကုန်လုံးအတွက်တော့မမှန်နိုင်ပေမဲ့အနာလိုမျိုးသူတွေအနာလိုမျိုးအသားရည်ပိုင်ရှင်တွေအတွက်ဆိုရင်တော့အခုအနာပြောမဲ့နီလန်းလေးတွေကအဆင်ပြေသားဟာကြတော့အသုံးဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်ပထမအဆုံးအနေနဲ့အနာဘာဖြစ်လို့ဒီဝက်ချန်တွေဘာဖြစ်လို့အစီဘူးတွေထွက်ခဲ့လဲဆိုတဲ့အကြောင်းရင်းကိုအရင်ဆုံးပြပြရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အနာရဲ့အသားရည်ကအရင်တုန်းကပေါ့နော်တော်ရုံဝက်ချန်တွေတော်ရုံအစီဘူးတွေမထွက်တဲ့အသားရည်ပြီးတော့ဟာကြတော့ညအိပ်ရည်ပြတ်တာတို့အနာရဲ့အမားတွေပေါ့နော်သူတို့တွေဆိုရင်ညအိပ်ရည်ပြတ်တာတို့အဆက်တွေအရန်စားတာတို့အငံတွေအရန်စားတာတို့ဆိုရင်ဝက်ချန်တွေထွက်နိုင်တဲ့သူတွေပေါ့နော်ဒါပေမဲ့အနာကအဲ့လိုမျိုးမဟုတ်ဘူးအနာရဲ့အသားရည်ကတော်ရုံဆိုရင်လည်းဝက်ချန်မထွက်တဲ့သူမျိုးပေါ့နော်ဒါပေမဲ့ဒီ2024တုန်းကအနာ6လပိုင်းတော့ပေါ့နော်ဂျင်စဆော့တာကိုကဒီခန္ဓာကိုယ်ကို maintain ဒီ body weight ကို maintain လုပ်ချင်လို့ဂျင်ကိုစဆော့တာဒါပေမဲ့ကံမကောင်းစားနေပဲအနာရဲ့မျက်နှာမှာအစီဘူးတွေဝက်ချန်တွေထွက်လာတယ်ပေါ့နော်ဒါတွေဂျင်ဆိုရင်အသားရည်ကြည်လာတာတို့ဒီခန္ဓာကိုယ်ကပုတ်သားကြကြမမဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့အနာကျင်စောတဲ့အချိန်တော့ဘာမတက်လို့လဲတော့မသိဘူးပေါ့နော်မျက်နှာမှာအစီဘူးတွေစထွက်တယ်ပထမကတစ်လုံးနှလုံးထွက်သွားတော့ဒါမှန်ပါပဲလို့တွေးထားရမယ်နောက်ပိုင်းဟာကြတော့အများကြီးထွက်လာတယ်ပေါ့နော်ပထမဦးဆုံးတော့ကတော့ဒီမသိပေမဲ့နှစ်ဖူးမှစပြီးတော့ဟာကြထွက်တာအဲ့ကနေတော့ဟာကြတဖြည်းဖြည်းဒီပါးတွေမေးစီတွေထွက်သွားကြတော့မျက်နှာတော်တော်လေးကိုဆိုးရတဲ့အခြေအနေဖြစ်ခဲ့တာပေါ့နော်ကတော့ငါဝက်ချက်နေရန်ထွက်လာပြီဆိုတော့ဟာကြတော့ mask တွေ zup ကတ်တယ်ဒါကကြတော့ဒီproduct တွေပေါ့နော်ဝက်ချက်ပြောင်းမယ်လို့သူများညွန်တဲ့ဟာတွေကိုလည်းအကုန်ရှောက်လိမ့်တဲ့အခါမှာပို့ဒါကကြဝက်ချက်ကမပြောက်တဲ့ပြောပို့ဒါကကြဆိုးလာတယ်ပေါ့နော် Okay ဒီဗီဒီယိုမှာလည်းအနာလိုမျိုးမဖြစ်အောင်အတွက်ကိုအနာကဘယ်လိုနီလန်းလေးတွေကိုသုံးလို့ရတယ်ဆိုတာကိုအနာပြပြရမှာဖြစ်ပါတယ်ရှင်Okay ပထမဦးဆုံးအနေနဲ့သိရမှာကကိုယ့်ရဲ့ skin type ကိုအရင်ဆုံးသိဖို့လိုတယ်ပေါ့နော်ကိုကဒီအစီပြန်တက်တဲ့အသားရည်မျိုးလားဒါမှမဟုတ်အသားရည်ကိုကအသားရည်6တက်တဲ့သူမျိုးလားပေါ့နော်ကိုရဲ့ skin type တွေကိုကတိတာခါကြမှာဒီဘယ် product တွေကိုသုံးရမယ်ဘယ် product တွေနဲ့ကိုနဲ့အဆင်ပြေနိုင်တယ်ဆိုတာကိုသိနိုင်တာပေါ့နော်အရေးကြီးဆုံးအချက်3ခုကတော့ဒီ cleansing လုပ်တာရယ် hydrated ဒီမျက်နှာ moisturizer မျက်နှာကို hydrated ဖြစ်နေအောင်အတွက်ထားတာရယ် sun cream အမြဲတမ်းလိမ့်တာရယ်အဲ့ဒါကတော့ basic step တွေပေါ့နော်ကိုကဒီဝက်ချန်တွေစီဘူးတွေပေါက်လို့ဒီ skin care တွေအများကြီး serum တို့တခြားဟာတွေအများကြီးသုံးနေရတဲ့ဆိုင်အဲ့ဒါတွေအကုန်လုံးကိုလောလောဆယ်လက်တလုံးမှာဖြတ်ထားကြည့်ပေါ့နော်ပြီးတော့ဟာကြတော့ဒီအရေးကြီးတဲ့ moisture နဲ့ sun cream ရယ်cleansing double cleansing သိချာလောက်တာတွေပါတယ်နဲ့အရင်ဆုံးစကြည့်ပေါ့နော်အဲ့ဒါဆိုရင်ကိုယ့်ရဲ့မျက်နှာကဒီဝက်ချန်တွေကဟိုလိုမျိုးမပြအောင်ဆိုရင်တော့မှထပ်ပြီးတော့ဟာကြတော့မထွက်လာတာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဒါကလည်းတယောက်နဲ့တယောက်ကမတူနိုင်တာမို့နဲ့အစီပြမဲ့နီလန်းကိုဒါလိုက်ပြီးတော့ဟာကြလုပ်ကြည့်ဖို့အကြံပေးပါတယ်ပေါ့နော်ဒီ cleansing ကိုမှမျက်နှာတစ်စီရဲဆိုရင်လည်းအရင်ပြင်းတဲ့ဟာတွေမတုံးမဲနဲ့အစီဘူးဝက်ချန်သမားတွေအတွက်အဲ့လိုတီးတန်းထုတ်ထားတဲ့ဟာတွေရှိရယ်ကွာအဲ့လိုမျိုးတွေကကိုနဲ့တဲ့မတဲ့ဆိုတာမသိရသေးဘူးအားကြောင့်မို့ဒီအပြော့ဆုံးဟာတွေကိုမှရွေးသုံးပေါ့နော်အဲ့လိုဆိုရင်ကိုယ့်ရဲ့မျက်နှာဝက်ချန်ဟိုလိုမပြောက်သွားရင်တော့မှတဖြည်းဖြည်းနဲ့ပါလာတာဟာကြတော့ဝက်ချန်ထပ်တွက်တာကိုတွေ့ရပါလိမ့်မယ်ပေါ့နော်တချို့ခါကျတော့ဒီမျက်နှာတစ်စီတော့ရင်တော့မှကွာတစ်ခုနဲ့တစ်ခုမတဲ့တာဖြစ်တဲ့အတွက်ဝက်ချန်ဒီအစီဘူးတွေထွက်လာတာမျိုးရှိရပေါ့နော်အဲ့ဒါဆိုရင်ကိုကပို့ပြီးသားဟာကြတော့စိတ်တက်ကြတာလို့လည်းဖြစ်လာနိုင်တယ်အဲ့ဒါပြီးသားဟာကြတော့ဒီ moisture ရယ် sun cream ရောကအဓိကထားလိမ့်ပေါ့နော်အဲ့နှစ်ခုကကျန်တဲ့ step တွေမပိုင်တော့မှအဲ့နှစ်ခုကအရေးကြီးဆုံးပေါ့နော်အပြင်ကိုသွားပြီးဆိုရင်လည်း sun cream ကတော့တေချာပေါက်လိုအပ်တဲ့ဟာပေါ့နော်Okay ဒီဟာတွေကတော့ဒီ basic step တွေပေါ့နော်တကယ်လို့ကိုကမျက်နှာကိုပုတ်သားကြတော့glowy skin ရချင်တယ် glow glass skin တွေဖြစ်ချင်တယ်ဆိုရင် exploration လုပ်တင်တယ်ပေါ့နော် Okay အနာဘယ်လိုလုပ်ရမလဲဆိုတာကိုမပြောခင်အနာလုပ်ခဲ့တဲ့ exploration နည်းလမ်းလေးကိုအရင်ဆုံးပြပြရမှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးအနေနဲ့ကတော့အနာကဒီမနက်ခင်းဆိုရင်ပုံမှန်3နေကြဒီ moisture တို့ sun cream တို့လိမ့်နေပေါ့နော် sun cream ဆိုရင်လည်းကလေးသုံးဖို့ထုတ်ထားပြီးတဲ့ဟာတွေကိုပဲအဓိကထားပြီးလိမ့်နေပေါ့နော်
အဲ့ဒါပြီးတော့ဟာကြရင်ညာရောက်ခါကြရင် active ingredient ဖြစ်တဲ့ glycolic acid ကိုသုံးတယ်ပြီးတော့ဟာကြရင် Shimas ကိုလည်းပုံမှန်ကပ်ပြီးရပေါ့နော်မျက်နှာအရင်မွေး6ဖြစ်နေတဲ့ဒီ glow glass skin ကိုလိုချင်နေဆိုရင် exploration နီလန်းကိုတုံးကြည့်ကြည့်ပေါ့နော် exploration နီလန်းဆိုတာဘာလဲဆိုတော့ကိုအများနဲ့သုံးနေကြ skin care တွေကိုပုံမှန်သုံးတာမဟုတ်ပဲね active ingredients တွေဖြစ်တဲ့ဒီ AHA BHA niacinamide တို့ zinc တို့ကိုတပတ်တစ်ခါဒါမှမဟုတ်တပတ်နှစ်ခါပေါ့နော်ကိုယ့်ရဲ့အသားရည်ပေါ်မူတည်တာဟာကြတော့သုံးပေးတာကိုပြောတာပေါ့နော်ကိုကဒီအမဲဆက်တွေအမာရွတ်တွေဝက်ချန်တွေကဖြစ်နေတယ်ဆိုရင် active ingredients တွေကိုသုံးတာကပို့သားကြတော့ထိရောက်သားကြတော့ညံဆန်တဲ့နီးလန်းပေါ့နော်အားကြတော့ဒီ active ingredients တွေကိုသုံးရင်သူတို့တွေကအသားရည်ခြောက်တက်တာဖြစ်တဲ့အတွက်ကိုဒီ moisture များများလိမ့်ပြီပေါ့နော်ပြီးရင်တပတ်တစ်ခါဖြစ်ဖြစ်เนาะအနည်းဆုံး2ခါလောက်တော့ထားတာကြတော့ Shimas တွေကပ်ပေးတဲ့နဲ့ Shimas ကပ်တဲ့နေရာမှာလဲကိုယ့်အသားရည်နဲ့လိုက်မဲ့ကိုကဘာဖြစ်ချင်တာလဲမျက်နှာကိုပို့သားကြလင်းလာချင်တာလားပို့ဖြူချင်တာလားဝါချန်စီဘူးပျောက်ချင်တာလားအဲ့ဒီပုံမှာမူတည်သားကြတော့ကိုယ့်ရဲ့ Shimas ကိုတေချာကိုကမဲ့ Shimas ကိုတေချာရွေးပေါ့နော်အနာအရင်တော့ကဒီအစီပူလေးဝါချန်နေပေါက်နေတဲ့အချိန်တုန်းကဝက်ချန်သမားတွေဆိုရင်တို့ရင်နဲ့မတည့်ဘူးကွာဒါပေမဲ့အနာလိန်လာပဲကိုကတေချာမသိလို့ပေါ့နော်ကိုရဲ့ skin type ကိုလည်းတေချာမသိဘူးဒါကကြတော့ဒီပြရင်ပြီးရောလိန်ရပြီးရောဆိုဒါကကြတော့ပဲတုံးခဲ့တာဖြစ်တဲ့အတွက်မျက်နှာကအစီပူးတွေဝက်ချန်တွေကတော်တော်ဆူဆူရွာဖြစ်ခဲ့တာပေါ့နော်အဲ့လိုမလုပ်ပဲနဲ့ကိုသုံးမဲ့ product ကိုတည်တည်ချာအဲ့ဒီမှာပါတဲ့ ingredients တွေကိုတည်ချာဖတ်မယ်ကိုနဲ့တဲ့နိုင်ပါမလားဆိုတော့တည်ချာကြည့်ပြီးတော့ဟာကြမှာပဲရွေးသုံးတင်တယ်ပေါ့နော်တကယ်လို့ကိုကမျက်နှာကိုbright ဖြစ်ချင်တယ်မျက်နှာပူသားဟာကြတော့လင်းလာချင်တယ်ဆိုရင် active ingredients ဖြစ်တဲ့ niacinamide နဲ့ vitamin C ပေါ့နော်အဲ့ဒီဟာကိုသုံးတင်တယ် niacinamide ကမျက်နှာမှာရှိတဲ့ဒီအရေးကြောင်းနဲ့အမာရွတ်တွေကိုပျောက်စီသားဟာကြတော့မျက်နှာကို bright ဖြစ်လာစေတယ်ပေါ့နော်မျက်နှာပူသားဟာကြတော့လင်းလာစေတယ်မျက်နှာပူသားဟာကြတော့ကြည်လာစေတယ်ပေါ့နော်ပြီးတော့ဟာကြတော့ကိုကဒီအပြင်မှာဒီ skin ကိုပဲ view site နေလို့မရဘူးပေါ့နော်ကိုစားလိုက်တဲ့အစားအစာတွေကိုလည်းတေချာကြည့်တာဟာကြတော့တတ်မှတ်ထားဖို့လိုတယ်ပေါ့နော်ကိုကအပြင်ပန်းဒီမျက်နှာကိုပဲ view site နေတာဟာကြတော့ကိုစားလိုက်တဲ့အရာတွေကို view မဆိုင်ဘူးဆိုရင်လည်းအပူတွေစားမယ်အဆက်တွေစားမယ်အငံတွေစားမယ်ဆိုရင်လည်းမျက်နှာပါလာတော့ဟာကြတော့ပေါ့တယ်ပေါ့နော်မျက်နှာအစီဘူးတွေမပြောက်တာတော့အစီဘူးတွေဝက်ချန်တွေပူထွက်လာတာလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုစားမဲ့အစားအသောက်ကိုလည်းတေးတေးချာချာဆင်ခြင်သားဟာကြတော့စားတင်တယ်ပြီးတော့ဟာကြရင်ရေလည်းများများတောက်ဖို့လိုတယ်ပေါ့နော်မျက်နှာကြည်စီဖို့ဆိုရင်ရေကတော့အဓိကပေါ့နော်လူခန္ဓာကိုယ်ရဲ့100မှာ80%လောက်ကရေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ရေတောက်ခြင်းဖြစ်လဲဒီအကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်ပေါ့နော်အဲ့ဒီမှာအတိအသာဆုံးကတော့ skin ကတိတိတတာကိုကြည်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ရေတောက်ဖို့ကလည်းအရေးကြီးပါတယ်ပေါ်မှာပြောခဲ့တဲ့အချက်ကအနာကိုယ်တိုင်အစီပူးတွေဝက်ချန်နေဖြစ်လာတော့ကအနာကိုယ်တိုင်လောက်ခဲ့တဲ့နီလန်းတွေပေါ့နော်ဒါကကြတော့ကိုကဘာလို့ဝက်ချန်ထွက်လဲဆိုတဲ့အကြောင်းရင်းကိုသိချာရှာပေါ့နော်အချို့ခါကြတော့ဒီဟော်မုန်းမညီတာမျိုးကြောင့်မို့လဲဝက်ချန်နေထွက်နိုင်တယ်ပေါ့နော်တချို့ကြတော့အပူဆက်တွေစားလို့ဖြစ်နိုင်တယ်ပေါ့နော်ကိုကတကယ်လို့ဟော်မုန်းမညီတဲ့သူဆိုရင်ဟော်မုန်းကြီးတဲ့စီတွေတောက်လို့ရတယ်အဲ့မျိုးတွေတောက်ပေါ့နော်ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်တာတော့ပို့သားကြတော့ကောင်းပါတယ်ကိုကဘာကြောင့်မို့ကိုရဲ့ skin ကဒီလောက်ထိဆိုးရွားလာတာလဲဘာဖြစ်လို့ကိုရဲ့ skin ကဝက်ချန်တွေအရန်တွေထွက်လာတာလဲဆိုတာကိုအကြောင်းရင်းသိမှသာလေကိုကဘယ်ဟာကိုပြင်သားကြဘယ်ဟာလောက်အောင်မယ်ဆိုတာသိမှာပေါ့နော်โอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအခုအနာပြောတဲ့နီလန်းလေးတွေကိုလိုက်သွားကြတော့လုတ်ကြည့်ပေါ့နော်ကိုရဲ့မျက်နှာကတကယ်ကိုတိတိတတ်တာကိုပြောင်းလဲလာတာကိုတွေ့ရမှာပါကိုရဲ့မျက်နှာတဖြည်းဖြည်းနဲ့ကြည်လာတာကိုတွေ့ရမှာပါကိုကအခုအနာနောက်ဗီဒီယိုခါကြရင်ဒီ glycolic acid နဲ့ပတ်သက်ပြီးတော့ကြတော့အနာပြောပြရမယ်ပေါ့နော်။ तू ကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုအနာပြောပြရပါမယ်။ဒါကကြတော့တခြား active ingredients တွေရဲ့ပုံတွေကိုသိချင်တယ်ဆိုရင်အနာ comment အောက်မှာမိခဲ့ပြီးလို့ရပါတယ်ရှင်။ Okay ဒါဆိုရင်နောက်ဗီဒီယိုမှာတွေ့ပါမယ်။အဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးတင်ပါတယ်ရှင်။